ပစ္စည်းတွေကတော့မေးလို့ဒီမဲ့မေးလာကြတော့လားလို့ဆိုပြီးတော့ပြောပေးပါလေဒီမဲ့ဖျားဒီကတော့အိမ်လုံးပစ္စည်းဒီဖာလေးကအိမ်လုံးဟိုမိဖို့ကြောင့်ပစ္စည်းလို့ပြောသွားလေဒီဟာလေးကအဲ့ဖျားပေါ့မေးလို့ဖြစ်မို့လို့ဟိုချင်းတောင်လေးတွေကလည်းပဲဒီလိုဟိုချင်းတောင်ပေါ့ဆေးချင်းတောင်တနေ့လန့်ပြီးမှထောင်မလန့်မနဲ့မထောင်နဲ့အဲ့လိုပြောတာမေးတို့ဆေးဟွာဖြစ်မလို့ဆိုလို့တညမေးတို့ခင်းထားလိုက်တာကိုယ်တိုင်ဖြန့်ထားရတာတညဖြန့်ပြီးမှထောင်တာဒီဖြာလေးကလည်းမေးအတွက်သုံးဝင်တယ်ဆောင်းညကြမှာမေးခင်းမယ်လို့တွက်ထားတာခုပူချိန်မို့မခင်းတယ်ဘူးဆောင်းညနှွေးတဲ့ချိန်ရောက်မခင်းမယ်လို့မီးအိမ်လေးတွေကညမီးငိမ့်သွားတဲ့အခါထုံးပြီးတော့မီးဖို့ကြောင်နဲ့တို့ဘာလို့လှည့်ပတ်သွားကြည့်လို့ရတယ်မီးဖို့ကြောင်နဲ့ဒီမီးအိမ်လေးတွေကလည်းအသုံးဝင်တယ်ဒီထက်ကသွားတိုင်းဆေးတို့ဆက်ပြခဲတို့ကလည်းမေးတို့ဖို့အသုံးဝင်တာပဲဒါလေးတွေရတော့မလို့ဝင်းတာတာပေါ့ငါလူမရဲ့မတရားကိုဝင်းတာတယ်လူတန်းတဲ့လူလည်းဝင်းတာတယ်